လန်းလေးရဲ့အစမှာတော့ဂျင်းဆိုတဲ့ကောင်မလေးကဆွီဒင်ကနေထိုင်းကိုပြန်ရောက်လာပြီးသူ့ရဲ့အိမ်ကိုမီနီမန်လစ်တိုင်ရုံခန်းလေးလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ရှင်။အဲ့ဒီအတွက်အိမ်မှာရှိတဲ့မလိုတဲ့ပစ္စည်းဟောင်းတွေကိုအကုန်လွှင့်ပစ်ဖို့စတင်มาတော့တယ်။အစပိုင်းမှာတော့ပစ္စည်းတွေကိုမလိုတော့ဘူးရှိမယ်ဆိုတဲ့စိတ်နဲ့အလွယ်တကူအမိုက်အိမ်မဲကြီးတွေထဲထည့်ပစ်နိုင်ခဲ့ပေမဲ့တကယ်တမ်းကျတော့ပစ္စည်းတိုင်းမှာကိုစီအသက်ဝင်နေတဲ့အမှတ်တရတွေရှိနေတယ်ဆိုတာသူတတိထားမိလာပါတယ်။ဒီလိုနဲ့အခန့်ရှင်ရင်တစ်ချိန်ကသူအယမ်းချစ်ခဲ့ရတဲ့ဒါပေမဲ့သူကိုယ်တိုင်ဘာအကြောင်းပြချက်မှမပြီးပဲရရဆက်ဆက်ကြောခိုင်းထားခဲ့ဘူးတဲ့ရီစာဟောင်းအိမ်ပြက်ကင်မရာလေးနဲ့ပစ္စည်းတချို့ကိုတွားတွေ့မိတဲ့အခါမှာတော့ချင်းတယောက်ရုတ်တရက်စိုးနေပြီးအယမ်းကိုခန်းစားသွားရရှာပါတယ်နော်။လူတွေကပစ္စည်းတွေကိုအလွယ်တကူလွှင့်ပစ်လို့ရပြီနဲ့အဲ့ဒီပစ္စည်းတွေနဲ့အတူကပ်ပါလာတဲ့အတိတ်ကနွေးထွေးခဲ့တဲ့အချစ်တွေနောင်တတွေကိုတော့အမိုက်ပုံးနဲ့လွှင့်ပစ်လိုက်လို့မရဘူးဆိုတာချင်းတယောက်နာကျင်စွာနဲ့ပဲနားလေသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ချင်းကအင်းစီကိုပစ္စည်းတွေတွားပြန်ပြီးသူ့ရဲ့နောင်တတွေကိုဖြည့်ရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ပြန်ဆုံတွေ့ကြတဲ့အခါမှာအတိတ်ကနာကျင်မှုတွေမဖြည့်ရှင်းခဲ့ရတဲ့ပြဿနာတွေကပြန်လေနိုးထလာပါတော့တယ်။အိမ်မှာကအခုချစ်စရာကောင်းပြီးသူ့ကိုအယမ်းနားလည်ပေးနိုင်တဲ့ကောင်မလေးအသက်ရှိနေပြီလေ။ဂျင်းကသူ့ရဲ့အတ္တကြောင့်အင်းကိုဘလောက်တောင်နာကျင်စေခဲ့မှန်းဒဏ်ရာတွေပေးခဲ့မိမှန်းသိလာရတဲ့အခါမှာတောင်းပန်ဖို့ကြိုးစားပေမဲ့တချို့အရာတွေကပြန်လဲပြင်ဆင်ဖို့နောက်ကျသွားပြီဆိုတာကိုရင်နာနာနဲ့ပဲလက်ခံလိုက်ရရှာပါတယ်။ဇလန်ရဲ့အဆုံးသက်လေးကတော့တော်တော်လေးကိုရင်ထဲဆွဲကြံရည်စီပါတယ်ရှင်။ဂျင်းတယောက်သူ့အိမ်ကိုသူ့လိုချင်တဲ့အတိုင်းရှင်းလင်းပြီးတက်ရက်သွားအောင်လုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့တိတ်ဆိတ်သွားတဲ့အခန်းကျယ်ကြီးထဲမှာသူ့ရင်ထဲကအမှတ်တရဟောင်းတွေအတိတ်ကအရေးတွေနဲ့နောင်တတွေကိုတော့ဘယ်တော့မှရှင်းထုတ်ပြလို့မရနိုင်တော့ဘူးဆိုတာကိုပြသသွားတာပါ။လူတယောက်ကိုအလွယ်တကူခြံထားရစ်ခဲ့ဖို့ဆိုတာလွယ်လွယ်လေးဖြစ်ပေမဲ့ကိုယ်တိုင်ရဲ့စိတ်တန်ရာတွေကိုပြန်လဲကူစားဖို့အတိတ်ကိုကြော်ဖြတ်ဖို့ကြတော့အချိန်တွေအများကြီးယူရတယ်ဆိုတာဒီကားလေးကနေထိထိမိမိမြင်တွေ့ရမှာပါပဲ။တချို့အမှတ်တရတွေကလွှင့်ပစ်ဖို့လဲနှမျောစရာကောင်းတယ်လို့သိမ်းထားရင်လဲရင်နာရတယ်မလား။ပရိသတ်ကြီးတို့ကကိုယ့်ရဲ့အတိတ်ကအမှတ်တရပစ္စည်းဟောင်းလေးတွေကိုအလွယ်တကူလွှင့်ပစ်နိုင်နေသူလားဒါမှမဟုတ်တန်ရိုးစီမဖြတ်နိုင်ပဲအမျက်တနိုးသိမ်းထားတတ်တဲ့သူလားဆိုတာ comment မှာမျှဝေပေးသွားပါဦးနော်။ Anna's Movies Recap Channel လေးကိုလေ like and subscribe လုပ်ပေးသွားဖို့မမိပါနဲ့ဦးရှင်။နောက်ထပ်ဘလို့ရုပ်ရှင်ကားကောင်းလေးတွေကိုတင်ဆက်ပေးရမလဲဆိုတာလေးအကြံပြုပေးခဲ့ကြပါဦး။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။တတား